အားလုံးမင်္ဂလာပါစံကေအန်လိုက်တမင်မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်စာနီကျော်ပါစီမံခန့်ခွဲမှုဘာသာရပ်တွေကိုတင် जा ပို့ချနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့လုပ်ငန်းခွင်စိတ်ဖိစီးမှုရှော့ချခြင်းနည်းလမ်းများအကြောင်းမျှဝေသွားမှာဖြစ်ပါတယ်အင်္ဂလိပ်လို stress reduction at work ဖြစ်ပါတယ်ယနေ့ခေတ်အခြေအနေမှာလူတွေဟာမကြာပဲစိတ်ဖိစီးမှုတွေစိတ်တင်းကျပ်မှုတွေဖြစ်လေရှိပါတယ်အမျိုးသားတွေမှာစိတ်ဖိစီးမှုတွေဖြစ်ကြသလိုအမျိုးသမီးတွေမှာလည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်လူကြီးတွေမှာစိတ်ဖိစီးမှုတွေဖြစ်ကြသလိုလူငယ်တွေမှာလည်းပဲစိတ်ဖိစီးမှုတွေဖြစ်ကြပါတယ်တကယ်တော့စိတ်ဖိစီးမှုဆိုတာကျွန်တော်တို့ဘဝတွေရဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်စိတ်ဖိစီးမှုကင်းစင်တဲ့ဘဝဆိုတာမဖြစ်နိုင်ပါဘူးမရှိနိုင်ပါဘူးလူတွေဟာစိတ်ဖိစီးမှုကိုအနည်းနဲ့အများတစ်ချိန်မဟုတ်တစ်ချိန်မှာဖြစ်လေရှိပါတယ်စိတ်ဖိစီးမှုတွေဟာလုပ်ငန်းခွင်ပြင်ပမှာလည်းဖြစ်ကြသလိုလုပ်ငန်းခွင်မှာလည်းပဲစိတ်ဖိစီးမှုတွေဖြစ်ကြပါတယ်လုပ်ငန်းခွင်မှာစိတ်ဖိစီးမှုတွေဘာလို့ဖြစ်တယ်လဲဆိုရင်ဖြစ်စေတဲ့အကြောင်းရင်းများစွာရှိပါတယ်အဓိကအချက်တွေကတော့အလုတ်တာဝန်များနေရင်တနည်းအားဖြင့်အလုတ်ဝင်ပြိနေရင်စိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်လုပ်ငန်းကျွမ်းကျင်မှုအားနည်းရင်လည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်လုပ်ငန်းခွင်မှာတဦးနဲ့တဦးအစင်မပြေတာလေးတွေအထက်လူကြီးနဲ့အစင်မပြေတာပဲဖြစ်ဖြစ်လုပ်ဖို့ကင်ဘတ်နဲ့အစင်မပြေတာပဲဖြစ်ဖြစ်အစင်မပြေမှုလေးတွေရှိနေရင်လည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်လုပ်ငန်းခွင်မှာ pressure ဆိုတဲ့ဖိအားတွေရှိပါတယ်ဥပမာ time pressure peer pressure စတဲ့ဖိအားတွေကြောင့်လည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်သဘောထားခံယူချက်အားနည်းရင်လည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်အစိုးမြင်စိတ်တွေများလွန်းရင်လည်းပဲစိတ်ဖိစီးမှုတွေဖြစ်လေရှိပါတယ်ဒီလိုမျိုးစိတ်ဖိစီးမှုတွေဖြစ်ရင်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာစိုးကျိုးတွေဖြစ်လေရှိပါတယ်ရုပ်ပိုင်းဆိုင်ရာအပြင်ဘလို့စိုးကျိုးတွေဖြစ်တယ်လဲဆိုရင်ခေါင်းကိုက်တာတွေဇက်ကြောတက်တာတွေတွေးတိုးတာတွေနှလုံးခုန်လို့မြန်တာတွေညာအိတ်မပြောတာတွေဖြစ်လေရှိပါတယ်စိတ်ပိုင်းဆိုင်ရာအပြင်ထိခိုက်မှုတွေလည်းရှိပါတယ်လှုပ်ချင်ကံစိတ်တွေနဲလာတာတွေတက်ကြွမှုတွေနဲလာတာတွေအလွယ်တကူဒေါသထွက်တာတွေတတိမိတာတွေဖြစ်လေရှိပါတယ်ဒါကြောင့်စိတ်ဖိစီးမှုတွေကိုရှော့ချမှာဖြစ်ပါတယ်လုပ်ငန်းခွင်မှာစိတ်ဖိစီးမှုရှော့ချဖို့နီလန်း6မျိုးကိုမျှဝေပေးခြင်းပါတယ်နံပါတ်1 deep breathing ဆိုတာလေ့ကျင့်ခန်းအဖြစ်အသက်ပြင်းပြင်းရှည်ရှည်ရှူရှိုက်ခြင်းနီလန်းဖြစ်ပါတယ်ဒီနီလန်းကိုမိမိအလုပ်စပွဲမှာတော်လကောင်းတနေရာရာမှာရပ်ပြီးတော်လကောင်း3မိနစ်တန်းသည်5မိနစ်တန်းသည်ပြုလုပ်ပါဒီလိုပြုလုပ်ခြင်းဟာစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်နံပါတ်2 stretch at your desk မိမိရဲ့အလုပ်စပွဲမှာခြေဆန့်လက်ဆန့်အညောင်းဆန့်ခြင်းပြုလုပ်ခြင်းဖြစ်ပါတယ်တနည်းအားဖြင့်အကျော်လျှော့ခြင်းဖြစ်ပါတယ်အကျော်လျှော့ခြင်းနီလန်းဟာသွေးလက်ပတ်မှုကိုအားကောင်းစေပြီးစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်နံပါတ်3 take a quick break ခိတ္တခဏအလုပ်ရပ်နာပါအလုပ်လုပ်တဲ့အခါမှာ non stop ဒလဇက်အလုပ်လုပ်တာမျိုးမဟုတ်ဘဲ7မိနစ်တန်းသည်15မိနစ်တန်းသည်မိနစ်30တန်းသည်အစဉ်ပြည့်လို့ခိတ္တခဏရနာဖို့လိုအပ်ပါတယ်အလိုခိတ္တခဏရနာစဉ်အတွင်းမှာကော်ဖီလက်ဖက်ရည်တစ်ခုခုတောက်တာမျိုးမုံပဲသေးစားတစ်ခုခုစားတာမျိုးအစဉ်ပြေမယ်ဆိုရင်ရုံငန်းပြင်ပခိတ္တခဏထွက်တာမျိုးလေးပြုလုပ်ဖို့လိုအပ်ပါတယ်ဒီလိုပြုလုပ်ခြင်းဟာလည်းစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်နံပါတ်4 5 minute or 10 minute meditationတရားမှတ်ခြင်းဟာစိတ်ဖိစီးမှုကိုရှော့ချဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်မိမိရဲ့အလုပ်စပွဲမှာတော်လကောင်းအစဉ်ပြေရဲ့နေရာမှာတော်လကောင်း5မိနစ်တန်းသည်7မိနစ်တန်းသည်တရားမှတ်ဖို့လိုအပ်ပါတယ်ဒီလိုတရားမှတ်ခြင်းဟာစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်နံပါတ်5 talk to mentorစိတ်ဖိစီးမှုများနေတဲ့အချိန်မှာမိမိကိုအကြံဉာဏ်ကောင်းပေးနိုင်သူတနည်းအားဖြင့်ကောင်းရာကိုညွှန်ပြနိုင်သူတယောက်ယောက်နဲ့စကားပြောဖို့လိုအပ်ပါတယ်ဒီလိုစကားပြောခြင်းဟာလည်းပဲမိမိရဲ့စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်နောက်ဆုံးအချက်ဖြစ်တဲ့ change your attitude မိမိရဲ့သဘောထားခံယူချက်ကိုပြောင်းပါအခုချိန်မှာကြုံတွေ့နေရတဲ့အစင်မပြေတာလေးတွေအခက်အခဲလေးတွေဟာအကောင်းတွေဖြစ်လာဖို့ပါလို့ခံယူထားပါဒီလိုခံယူချက်မျိုးထားခြင်းဟာစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်လို့ပြောရင်ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်